မင်းမင်္ဂလာပါကျွန်တော်ဆရာတင်ပြပါမယ်ဒီမှာဆိုရင်တော့ link ရဲ့ play guide ကိုတင်ပြပေးတော့မှာဖြစ်ပါတယ် number 1 number play က number play ကတော့ကျွန်တော်တို့ဒါမှပဲထားအောင်အောက်ကြပြီးမှတစ်ချောင်းချင်းကိုကောက်ပြသွားတာကို number play လို့ခေါ်ပါတယ်number 2 delivery ကတော့ကျွန်တော်တစ်ခါနဲ့ဒါနဲ့ချောင်းလုံးတစ်ခါနဲ့ဒီပိုင်းနဲ့ကောက်သွားဖွေးထဲမှာဆိုတော့သုံးဝင်တဲ့သစ္စာတွေလေးပဲဖြစ်ပါတယ်ဖွေးထဲမှာတော်တော်လေးသုံးဝင်တယ်လို့လူသုံးလေးများတဲ့ play လေးတစ်ခုပဲဖြစ်ပါတယ်number 3 supply ကဆိုရင်တော့တော်တော်လေးလာတဲ့ play တစ်မျိုးဖြစ်တယ်လို့ delivery နဲ့တွေ့ပြီးတော့ကောက်လို့ရပါတယ်ဒါပေမဲ့ဒီ play လေးကဖွေးထဲမှာတော့လူကောက်နေပြီးမြဲဒီ play ကောက်တဲ့ NB ကဘယ်လိုနေနေတည်နိုင်ဖို့ chance များပါတယ်Light as a feather. No, lost game play ဆိုတာတော့မက်ကိုကျွန်တော်တို့လက်နေနဲ့ဖြစ်ပြီးထောက်ထားပြီးတော့ play ရောက်တာကို lost game play ကိုခေါ်ပါတယ် lost game play ကိုကျွန်တော်တို့ double play လေးနဲ့တွေ့ပြီးတော့ကောက်ထားပါတယ် 5 4 play 4လေးကဆိုရင်တော့တော်တော်ကောက်ရခက်တဲ့ play တခုဖြစ်ပြီးတော့ကောက်တဲ့သွားရင်လည်းတအားလှပပြီးဆိုတော့ညရဲ့ play လေးတခုပဲဖြစ်ပါတယ်အဲကြောင့်ဒီ play ကို customer မှာခဏတိုင်း find ကြည့်ဖို့အကြံပေးပါတယ် recommend ပေးပါတယ်နံပါတ်6တက်ပလေးကတော့ဓာတ်ရီအကုန်လုံးချပါပြီးမှတစ်ချောင်းချင်းလိုက်ပြန်ခောက်တာပဲဖြစ်ပါတယ်ဒီပလေးကဆိုရင်ဓာတ်လဲသွားရင်တော့ပြန်ခောက်တဲ့ရင်တော့လှလှပပလေးနဲ့အချမ်းမကွဲစီပလေးတစ်ခုကိုခောက်ကြည့်ဖို့ recommend ပေးပါတယ်